အိမ်မှာဒေယိုမရှိတဲ့အခါရွှေတုံးတုံးကိုမိဖို့တင်ပြီးအသားကင်းတဲ့ဒဲပြအဖြစ်သုံးလို့ရပါတယ်။ဘာလို့လဲဆိုတော့ရွှေဟာအလွန်တည်ငြိမ်တဲ့တတ်တူတစ်မျိုးဖြစ်ပြီးအပူစီးကူမှုလည်းအယမ်းမြန်လို့ပါ။ရွှေကိုမီးနဲ့ဘလောက်ပဲဖို့တန်အိုးတွေလိုမျိုးမဲနှက်သွားတာမျိုးမရှိပါဘူး။ရွှေရဲ့တဘာဝကအောက်ဆီဂျင်နဲ့ဓာတ်မပြုတ်လာကြောင်းပါ။အပူကြောင့်ညီရဲလာတဲ့ဆိုရင်တောင်အပူချိန်ပြင်းလို့တာဖြစ်တာပါ။ပြန်အေးသွားပြီဆိုရင်တော့မူလရွှေရောင်တိုင်းပြန်ဖြစ်သွားမှာပါ။ဒါပေမဲ့ခုလေးတင်အည်ဖြော်ပြီးပြန်အေးသွားတဲ့ရွှေတုံးတွေရဲ့မျက်နှာပြင်ကတော့မညီမညာဖြစ်နေတတ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့မြင်နေရတဲ့ပြားချက်ပြီးပြောင်လက်နေတဲ့ရွှေတုံးလေးတွေဖြစ်အောင်ဘလို့လောက်ကြတယ်လဲ။အဲ့ဒါကတော့ရွှေရဲ့ပျော့ပြောင်းတဲ့တတူကုံတက်တီကြောင့်ပါ။ရွှေအနှဲငယ်ကိုတင်အရွှေကြီးဖြစ်အောင်နန်းဆွဲလို့ရပါတယ်။ဒါကြောင့်ရွှေတုံးအသေးလေးတွေကိုတစ်ခုချင်းပုံလောင်းတာမျိုးမလုပ်ဘဲရွှေတုံးအကြီးကြီးကိုအရင်ဆုံးအပြားဖြစ်အောင်လုပ်လိုက်ပါတယ်။ပြီးမှအတုံးလေးတွေဖြစ်အောင်ပြန်ဖြတ်တာပါ။အဲ့ဒီနောက်အနားတက်တွေကိုညှိတယ်အလေးချိန်ကိုပြန်စစ်တယ်ပြီးရင်တော့အယောင်တင်ဇက်ထဲမှာအချိန်ချင်းအယောင်တင်လိုက်တဲ့အခါမျက်နှာပြင်ကပိုပြီးပြောင်းလဲလာပါတယ်ဒီအဆင့်တွေအားလုံးပြီးထွက်ပြီဆိုရင်တော့အမတ်စင်းတွေအလေးချိန်နဲ့တစိတ်တွေကိုရိုက်နှိပ်လိုက်ပြီးတဲ့နောက်မှာရင်းနှီးမြုပ်နှံဖို့အတွက်အတင်ဖြစ်တဲ့ရွှေတုံးလေးတတုံထွက်ပေါ်လာတာပဲထည့်ပါတယ်ကဲတငယ်ချင်းတို့လည်းရွှေနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကြည့်ပြီးတော့ချမ်းသာပြီးရွှေတွေပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ